ဒီမှာတော့မွေးမြူရင်ကတည်းကတကောင်ဝင်တကောင်လက်ဆောင်ပါကော်ဖီနယ်လေးတွေကမှုေးနေတာခရိုနိုင်ခွဲကြော်လို့ရှိရင် discount item လေးတွေပဲသူကဒါဆိုရင်2800ဆိုရင်1400ပဲပေးရမှာပါတသိန်းလောက်ကုန်ကြမယ် budget အစီအစဉ်အတွက်အခုလို shopping center ကပိုက်စုရင်ဈေးဝယ်တဲ့အစီအစဉ်ကကျွန်တော်တို့အတွက်အဆင်ပြေပါတယ်ဘူးချင်းစင်တာကအလက်လာရဲ့ပထမဘက်အင်္ဂါနေ့မှာတသိန်းမိုးဝယ်တိုင်း1000ကူပွန်ရမယ့်အစီအစဉ်လေးကျွန်တော်တင်ဆက်သွားပါမယ်ဗျပြည့်သက်ကြီးလိုက်ကြည့်ပေးပါဦးဒီကလာပါပြည့်သက်ကြီးဒီနေ့တော့တောင်ဝေအိုးရှင်းကိုတောင်းနေပါတယ်ဗျACT ဖြစ်တဲ့ကျွန်တော်ကတော့ဒီလောက်တော့ဈေးဝယ်လိုက်ပါဦးဗျပြည့်သက်ကြီးလိုက်ကြည့်ပေးပါဦးစားကြလေးဝယ်ပါဦးဗျာတီရှူကလည်းကုန်တယ်ဗျဒါတီရှူလေးယူပါဦးဆက်ဒီလည်းလူသုံးများတဲ့လူကြိုက်များတဲ့ brand တစ်ခုပါအားလေးယူပါဦးပဲကော်ဖီနယ်လေးတွေကမှုေးနေတာခရိုနိုင်ခွဲကြော်လို့ရှိရင် discount item လေးတွေပဲသူကဒါဆိုရင်2800ဆိုရင်1400ပဲပေးရမှာပါရုံးငတ်တယ်ရွေးရုံးငတ်တယ်ဒီမှာတော့မွေးမြူရင်ငတ်တယ်တကောင်ဝင်တကောင်လက်ဆောင်ပါမွေးမြူရင်ငတ်တယ်ဆိုတော့လေသူ့ရတာသူကဆိုတော့ရှိတယ်တကောင်ဝင်တကောင်လက်ဆောင် promotion အတွက်ကြောင့်ဆိုပါဦးဒီနေ့တော့ဒီငါတော့ကိုရီးယားစတိုင်ရတာဟောက်ဆွဲဦးဆက်ထုံလေးတွေပဲဒီလေးတွေပဲရှိတော့အားရှိအောင်နော်လေးတော့ပါဝါတသိန်းလောက်ကုန်ကြမယ် budget အစီအစဉ်အတွက်အခုလို shopping center ကပိုက်စုရင်ဈေးဝယ်တဲ့အစီအစဉ်ကကျွန်တော်တို့အတွက်အဆင်ပြေပါတယ်တော့လာရဲ့ပထမဘက်မှာတသိန်းမိုးဝယ်ရတဲ့အစီအစဉ်မှာကျွန်တော်ကတော့တသိန်းမိုးကျော်အောင်ဝယ်ခဲ့ပြီဒါလေးကတော့ပိုက်စုပေးရတဲ့တန်မိုးကိုချက်ချင်းလက်ငယ်ပဲပြန်ပြီးတော့ဝယ်ခဲ့ပါတယ်ဗျ